နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဘာဆိုင်လို့လဲဆရာ ဒါကငါကိစ္စငါသိတယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တပွဲနာမည်လေးကလည်းဟုတ်တနေ့အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအားစကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တတ်ဆိုင်လို့ပြောနေတာဒီကဘယ်နဲ့ရွှေ့သား ဘာလို့ မဲကိုကပြုတ်စော်နန်းနေပြီပဲနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလည်းကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆရာ ဘာလို့မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးတို့ကုမ္ပဏီကလုပ်ငန်းကြီးလောက်တာ